Okay ကျွန်တော်အရင် video မှာတော့က မိတ်ဆွေတို့ကိုဒီ data model ပေါ့နော် no application data model အစပြီးတော့ဆွဲခဲ့ပြီးတော့ဒါဆိုဒီ project ကိုစရေးတော့မယ်ဆိုတော့ကျွန်တော်အရင်ဆုံးဒီ project အတွက် folder structure ချမယ်ပေါ့နော်ကျွန်တော်ဒီတိုင်းဟိုဖြစ်တယ်လို့ဒီ code file ကိုမှာပြည့်တည်ရှိရမယ်မလုပ်ဘူး folder structure တရားချမယ်ဘယ်အပိုင်းမှာဘာတွေရေးမယ်ဆိုတာပေါ့နော်အဲ့လိုချပြီးတော့မှရေးမယ်ပေါ့ okay ဒါဆိုအရင်ဆုံးကျွန်တော်တို့ဒီ Fast API application တစ်ခုပါဆိုကျွန်တော်တို့ဒီ Google တို့ဘာလို့မှရှာကြည့်မယ်ဆိုရင်လည်းဗျာဒီ Fast API project တစ်ခုကိုဘယ်လို folder structure ချမယ်ဒါမှမဟုတ်သူများရဲ့ဒီ Fast API project တွေတော့ရှာကြည့်မယ်ဆိုရင်လည်းသူတို့ဘယ်လိုပုံစံနဲ့ရေးထားကြလဲပေါ့နော်ဒါတွေတော့အလွယ်တကူတွေ့နိုင်ပါတယ်ဒါတော့ဟို mail တို့ဒီ SMB တို့ရေးလို့ရတယ်ကိုနဲ့ကိုင်းမဲ့ပုံစံကို project နဲ့ကိုင်းမဲ့ပုံစံ folder structure ချပေါ့လောလောဆယ်တော့ကျွန်တော်ကဒီအလွယ်ကူဆုံးနဲ့ဒီ Fast API project ရေးတဲ့ချိန်ကျရင်လည်း SMB မဲ့ပုံစံလေးပေါ့နော် folder structure ချသွားမယ်ဒီပုံစံလိုက်ရေးလို့လည်းရတယ်ပေါ့နော်ထားပါတော့အရင်ဆုံးကျွန်တော်ဒီ Fast API project တစ်ခုမှာဆိုရင်ဘာရှိမလဲဆိုတော့ဒီ app folder တစ်ခုရှိမယ်ပေါ့နော် okay app folder တစ်ခုရှိမယ်ပြီးတော့ကျွန်တော်ဒီ app ထဲမှာကျွန်တော်ဒီသူနဲ့နောက်ထပ်ဆိုင်ရာလို့ဒီဘာဆက်လုပ်မယ်ပေါ့နော်ထားပါတော့ပြီးရင်ဒီအပြင်မှာကျတော့ .env ဆိုတဲ့ file ရှိမယ် env ကကျတော့ကျွန်တော်ဒီဟိုဒီ CRUD application ရေးတုန်းကလည်းဒီ env file ထည့်ပြီးတော့လုပ်ပြခဲ့ရပေါ့နော်ဒီ env file ထဲမှာဒီ environment ပေါ့ဒီ MongoDB ဆိုတဲ့ database နဲ့ပတ်သက်တဲ့ဒီ configuration တွေပေါ့နော်ဒီထဲမှာအလည်းတကူသွားပြင်ရုံနဲ့ကျွန်တော်ဒီ application ထဲမှာရှာသွားတာမျိုးပေါ့အဲ့တိုင်းပဲကျွန်တော်ဒီ env file ထဲမှာဒီအဲ့ဒီ MongoDB လောလောဆယ်တော့ဒီ project မှာဆိုရင်ကျွန်တော်ဒီ node app ပေါ့နော် node app project မှာဆိုရင်သုံးပါလဲဒီကဒီ data တွေသိမ်းမှုဆိုရင်ဒီ MongoDB ကိုပဲသုံးပါဆိုတော့ဒီမှာဒီထဲမှာတော့ဒီ MongoDB နဲ့ပတ်သက်တဲ့ configuration တွေပဲရှိမယ်ပေါ့နော် okay ထားပါတော့ဒါဆိုကျွန်တော်ဒီ app ထဲမှာဘာတွေရှိမလဲပေါ့ app ထဲမှာကျတော့ကျွန်တော်ဒီမှာအဓိကဒီ project run တဲ့ချိန်ကျရင်အဓိကစပြီး run မဲ့နေရပေါ့ main တော့ပိုင်းရှိမယ်အဲ့တိုင်းပဲကျွန်တော်တို့ database နဲ့ပတ်သက်တဲ့ connection တွေလုပ်ထားဖို့ DB တော့ပိုင်းရှိမယ်နောက်တစ်ခုကကျတော့ကျွန်တော်ဒီ configuration တွေနဲ့ပတ်သက်ပြီးရေးထားမယ် config တော့ပိုင်းရှိမယ် config ကကျတော့ကျွန်တော်ဒီ env တဲ့ဖတ်တာမျိုးပဲဖြစ်ဖြစ်ကျွန်တော်ဒီ internally configuration တွေရှိတာပဲဖြစ်ဖြစ်ပေါ့နော်ဒီထဲမှာကျွန်တော်အကုန်လုံးထည့်ရေးသွားမှာပဲ okay ခေနောက်တစ်ခုနောက်ထပ်ဘာရှိမလဲဆိုကျွန်တော်ဒီမှာ model တွေရှိမယ် model data model ပေါ့နော် data model ဆိုတော့ကျွန်တော်ဒီမှာဆိုရင်ဒီဘယ်နှခုပဲရှာဆိုဒီကောင်တွေပေါ့ဒီကောင်တွေရှိမယ်data model နဲ့ပတ်သက်တဲ့အပိုင်းကိုဒီထဲမှာရှိမယ်အဲ့တိုင်းပဲကျွန်တော်တို့ဒီမှာဒီ data model ထဲမှာဆိုရင် data create လုပ်မှာ read လုပ်မှာ update လုပ်မှာ delete လုပ်မှာအစရှိမယ်ပေါ့နော်အဲ့လို operation တွေရှိအောင်မယ်ဆိုတော့ CRUD ဆိုတဲ့ folder တက်ဆောက်ထားလိုက်မယ် okay ပြန်လာတော့တစ်ခုကကျတော့ဗာလဲဆိုတော့ကျွန်တော်ဒီဘယ် route ကိုသွားမလဲမှာဒီထားတော့ local host colon 8000/ ဒီ node ကိုသွားမလားပြီးရင် icon ဘာ method နဲ့ဘယ် request method နဲ့သွားမလဲအစရှိတယ်ပေါ့နော် icon တွေဆို route တွေရှိအောင်မယ်အဲ့လို route လို့ရေးထားလိုက်မယ် okayဒါဆိုရင်တော့ကျွန်တော်ဒီ project ကပြည့်လုံလောက်တော့ရှိပြီပေါ့နော်ဒါဆိုရင်အဓိကကတော့ကျွန်တော်ဒီ structure အတိုင်းပဲရေးသွားမယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်ဒီထားပါတော့အရင်ဆုံးစပြီးရေးမှာဆို model ထဲမှာဘာတွေရှိမလဲပေါ့နော် model ထဲမှာဘာတွေရှိမလဲဆိုရင်ကျွန်တော်ဒီဟိုဒီ data model ကကျွန်တော်ဆွဲခဲ့တာဆိုရင် table ကနှစ်ခုပဲရှိရဆိုတော့ဒီနှစ်ခုပဲရှိမှာပေါ့နော် user ရဲ့ node ရဲ့ဆိုပြီးပဲရှိမှာပဲအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ user တော့ပိုင်းရှိမယ်ပြီးရင်node တော့ပိုင်းရှိမယ်ပေါ့နော်ဒါဆိုရင်ဒီ user နဲ့ပတ်သက်တဲ့ model ရဲ့ဒီမှာ node နဲ့ပတ်သက်တဲ့ model ကိုကျွန်တော်ကဒီထဲမှာပဲရေးသွားမယ်ပေါ့နော်အဲ့တိုင်းပဲဒီ CRUD ဆိုတော့ဒီ model ပေါ့နော်ဒီ model user တွေဒီမှာ user create လုပ်တာ user ပြန်ဖတ်တာမျိုးပေါ့နော် update delete အဲ့ဒီကောင်တွေလည်းကြာအဆင်ပြေတာလုပ်လို့ရအကုန်လုံးပေါ့နော်အဲ့ဒီဘိုင်းတွေကဒီထဲမှာရှိမယ်အဲ့တိုင်းဒီ sorry ဒီ CRUD ဘိုင်းဆိုတော့ကကျတော့အဲ့ဒီ model data model နဲ့ပတ်သက်ပြီးတော့ပေါ့နော်အလုံးလုံးမဲ့ဒီ query availability flow တွေပေါ့နော်အဲ့ဒါဒီထဲမှာရှိမယ်အဲ့ဒါဆိုရင်အဲ့ထဲမှာလည်းဘာရှိမလဲဆိုတော့ဒီမှာ user ရှိမယ်ပြီးတော့node ရှိမယ်ပေါ့နော်ဒီတိုင်းပဲရေးထားလိုက်မယ်အဲ့တိုင်းပဲ route မှာလည်း user ရှိမယ် node ရှိမယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်ဒီ node app ကိုပေါ့နော်ဒီ folder structure အတိုင်းဒီလိုပုံစံအတိုင်းရေးသွားမယ်ဒါဆိုရင်သူ့အပိုင်းနဲ့သူပဲကျွန်တော်ဒီ Fast API project တစ်ခုမှာဆိုကျွန်တော်ဒီမှာ app folder ရှိတယ်ဒီမှာ env ကကျတော့သူနဲ့ဒီ database ဆိုလဲ database နဲ့ပတ်သက်တဲ့ configuration တွေပေါ့နော်ထားပါတော့ email sending service တွေ email sending နဲ့ပတ်သက်တဲ့ကောင်တွေရေးတော့မယ်ဆိုရင်လည်းကျွန်တော်တို့ဒီထဲမှာဒီ email sending ဘယ်လိုပြောမလဲ email နဲ့ပတ်သက် email sending လုပ်ဖို့တော့လိုအပ်တဲ့ configuration တွေပေါ့နော်ဒီထဲမှာရေးမယ်ရေးပြီးတော့မှကျွန်တော်ဒီ config file နဲ့လုပ်ပြန်ခေါ်ပြီးတော့သွားမှာပေါ့နော် okay အဲ့တိုင်းပဲကျွန်တော်ဒီ main တော့ပိုင်းကကျွန်တော်ဒီ project ကြီးပေါ့နော်ဒီ node app project တခုလုံးစ run တဲ့ချိန်ကျရင်ဒီနေရာစပြီးတော့ run ရမှာပေါ့နော်အဲ့ထဲမှာမှကျွန်တော်တို့ဒီအဓိကစလာခြင်းပေါ့ခိုးကတော့ model အဲ့ model တွေဘယ်လိုရေးမလဲဆိုတာရှိမယ်အဲ့ model သတ်မှတ်ထားတာမှာဒီ CRUD operation တွေရှိမယ်အဲ့ CRUD operation မှာကျွန်တော်တို့ဒီ route ကနေတစ်ဆင့်လိုတာတွေကိုလမ်းခေါ်သုံး
သုံးမယ်ခေါ်သုံးပြီးတော့အဲ့ route ကဘယ်ကနေလာမလဲဆိုတော့ဒီ main dot ပိုင်းနေအဲ့ route ကိုပြန်ခေါ်သုံးမယ်ဆိုရင်ဒါကျွန်တော်တို့ project ကသူ flow တိုင်းသူပုံမှန်တိုင်းအလုပ်လုပ်သွားလိမ့်မယ်ပေါ့နော်ဒါကတော့ထားပါတော့ကျွန်တော်ဒီအခုရေးပြသွားမယ် folder structure okay ဒါဆိုရင်masonry နဲ့ဒီ folder structure ချတော့ထွေးတော့မဟုတ်ပါဘူးကျွန်တော်ဒီ project ဒီ node app ရှိတဲ့အချိန်တိုင်းဒီ folder structure အတိုင်းရေးပြသွားမယ်ဆိုတော့structure ချပြတာပေါ့နော် okay ဒါဆိုရင် masonry နဲ့အဆင်ပြေမယ်လို့ထင်ပါတယ်နောက် video မှာပြန်တွေ့ပါမယ်